ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆေးဘက်ဝင်မြစ်စုတကနတ်ပန်းအကြောင်းတင်ပြပေးလိုပါတယ်နတ်ပြည်မှာအာတာဝရီနွယ်နီနတ်ပန်းလူပြည်မှာတော့မြစ်စုတကနတ်ပန်းရဲ့လို့တင်စားခေါ်ဝေါ်လေးရှိကြပါတယ်မြစ်စုတကနတ်ပန်းဟာအပင်ကြီးမျိုးဖြစ်ပါတယ်ခရီးပင်ကဲ့သို့အပင်ကြီးတော်လဲအပွင့်ကအလွန်သေးငယ်လာပါတယ်အပွင့်သေးတော်လဲအစွမ်းကြီးတဲ့ပန်းမျိုးဖြစ်ပါတယ်လူသားများကိုအလွန်အသက်ရှည်စေတဲ့ဆေးဘက်ဝင်ပန်းတစ်မျိုးဖြစ်ပါတယ်အယောင်ဆင်အဖြစ်နီကြမ်းကြမ်းရှိပြီးအချို့တက်ကလေးအနှဲငယ်ရှိပါတယ်အရာသာထူးတစ်မျိုးရှိပြီးအချို့ကတော့အစိုတက်ဖြင့်သိမ်းဆဲထားတော့လဲမပုတ်သွားဘူးလို့သိရပါတယ်မြစ်စုတကနတ်ပန်းဟာရှေးကလေးကနုပြိုအသက်ရှည်သေးတဲ့အကြောင်းခေတ်ဆက်ဆက်သိရှိခဲ့ကြတော့လဲယနေ့ခေတ်မှာတော့လူသိနဲလာကြပါတယ်မြမသမိုင်းကိုပြန်ကြည့်တဲ့အခါမှာလဲပကံခေတ်မြမများဟာမြစ်စုတကနတ်ပန်းကိုများစွာမှီဝဲခဲ့ကြပြီးအလွန်ကျမ်းမာ၍အသက်ရှည်ခဲ့တယ်လို့ဆိုကြပါတယ်ဒါအပြင်ပကံသူပကံသားများဟာအလွန်ချောမောလှပကြပြီးအရက်မောင်းတွေလည်းအရန်ကောင်းခဲ့ကြတယ်လို့ဆိုကြပါတယ်ပကံရာဇဝင်တွေကလူစွမ်းကောင်းပြတ်တာဟာလည်းတောင်တော်ရွှေပုပ္ပရဲ့အခေါင်ဖျားစီကမှုကျူသောပန်းများစုခုရဲ့ပကံပြည့်ရှင်နောယထာမင်းကြီးထံဆက်တခဲ့တယ်လို့ဆိုကြပါတယ်ဒီလိုဆက်တရမှာလဲဖယားတင်ရပန်းများပါဝင်တဲ့ကဲ့သို့ဆေးဘက်ဝင်မြစ်စုတကနတ်ပန်းများလည်းပါဝင်မှအမှန်ဖြစ်ပါတယ်ဒီနေ့ချိန်ထိပကံမှာမြစ်စုတကနတ်ပန်းများကိုအိမ်ပြန်လက်ဆောင်အဖြစ်အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်ဒီဆေးဘက်ဝင်ပန်းများကိုတော့အချောက်လှမ်းပြီးဖန်မလင်းနဲ့ထဲ့ကအမြဲတမ်းစားသုံးပေးနိုင်ပါတယ်အချို့ကတော့ပြားရည်ထဲမှာစိန်ထားပြီးနေ့စဉ်စားပေးပါတယ်သူ့ရဲ့ထူးခြားချက်ကတော့စားလိုက်တာနဲ့နှလုံးကိုသွားပြီးကောင်းကျိုးပေးတာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေမှာနှလုံးဟာအဓိကဖြစ်တဲ့အတွက်နှလုံးတန်မာနေဖို့လိုအပ်ပါတယ်နှလုံးတန်မာမှသာကျန်းမာပြီးအသက်ရှည်ရှည်နေရမှာမဟုတ်ပါလားဒီလိုနှလုံးတန်မာတန်ရှင်းစေဖို့အတွက်မြစ်စုတကနတ်ပန်းဟာစွမ်းဆောင်ပေးနိုင်ပါတယ်ဒီပန်းလေးတွေဟာအများကြီးစားကြမလို့ပဲတစ်နေ့ကို3-4ဝင်စားတာနဲ့အကျိုးအာနိသင်ရရှိခံစားရမှာဖြစ်ပါတယ်ဆက်လက်ပြီးအိန္ဒိယနိုင်ငံကအသုံးပြုပုံတချို့ကိုတင်ပြပေးလိုပါတယ်အိန္ဒိယနိုင်ငံမှာတော့အစစ်များကိုအစီထုတ်ရဲ့စက်ပြာမှုတ်ထောပတ်တုလောင်စာစီများထုတ်လုပ်ကြပါတယ်အပွင့်များမှာအချို့တက်ရသဖြင့်တမီလူမျိုးများဟာတရားအစားထိုးပစ္စည်းဖြစ်အသုံးပြုကြပါတယ်အစစ်ကျိတ်ဖက်များကလည်းစိုက်ခင်းများအတွက်အလွန်ကောင်းမွန်တဲ့အတွက်မြေဩဇာအဖြစ်အသုံးပြုကြပါတယ်မြစ်စုတကနတ်ပန်းသို့မဟုတ်မဲဆယ်ပန်းပွင့်များမှာဝိုင်မျိုးမျိုးထုတ်လုပ်ခြင်းရိုးလုပ်ငန်းများမှာရနံ့တင်းပြန့်စေဖို့အသုံးပြုခြင်းမြစ်စုတကနတ်ပန်းအစီတွင်အန်တီအောက်ဆီဒန့်နဲ့ဗိုက်တာမင်ဓာတ်များပါဝင်သဖြင့်ခန္ဓာကိုယ်ရေပြားအတွက်အလွန်ကောင်းမွန်ပြီး skin care product များထုတ်လုပ်ခြင်းတွင်လည်းအသုံးပြုကြောင်းတွေ့ရပါတယ်ဒါကြောင့်ပကံပြန်လက်ဆောင်အဖြစ်ဆေးဘက်ဝင်မြစ်စုတကနတ်ပန်းများကိုတက်ကြီးရွယ်ဦးများအားဂါရဝပြုလက်ဆောင်ပေးခြင်းအပြင်ကုသိုလ်ယူနိုင်ကြပါစေကြောင်းဆန္ဒပြုလိုက်ရပါတယ်အခုနောက်ဆုံးအနေနဲ့အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ဓာတ်ခွဲစမ်းသပ်မှုတွင်တွေ့ရှိရတဲ့အာဟာရတန်ဖိုးများကိုတင်ပြပေးလိုက်ပါတယ်မိတ်ဆွေများအားလုံးကျန်းမာသက်ရှိနိုင်ကြပါစေခင်ဗျာ